အိမ်ကနေစိတ်ကောက်သွားတဲ့မေကြီးလိုက်ချောင်းနေတော့ဘုရားနဲ့ဝင်တန်းတန်းမဝင်သွားပြီဘာလုပ်နေလဲဝေးရနေမလဲကြည့်ရအထဲမှောင်နေဩထိုင်နေတယ်ပြီးတော့ဗာလဲရရှိကုန်မယ်ပေါ့စိတ်ငြိမ်ဖျားလာတယ်ပေါ့စိတ်ကိုအိမ်ရနေနေမတဲ့စိတ်ကောက်ဖျားလာတယ်ပေါ့သူဖျားရှိကုန်မှာကိုသားလေးနောက်ကနေတွားရိုက်တယ်ဘေးပတ်လေးရရိုက်တယ်မသိဘူးဖျားကိုအာယုံပြုတ်နေရောဘုရားရှိခိုးပတိစိတ်တဲ့ပြီးတရားထိုင်နေအရင်ကြာတော့မစောင့်နိုင်တော့ကိုကအပြင်ကနေထွက်ထားရင်ပေါ့ပြန်ထွက်လာပြီဟိုအားလုံးပြီးတော့ထွက်လာပြီဘယ်သွားမလဲစောင့်ကြည့်အောင်ပါဟိုကြည့်တီကြည့်ပေါ့ဘယ်သွားရင်ကောင်းမလဲဟောဘုရားကိုပတ်ဖို့လာရှိသွားပြီစိတ်ဆိုးနေတော့ခြေထောက်နာမှန်းနေတယ်ရှောက်တာတစောင်းနေလိုက်ကြည့်ကိုယ်လည်းတွေ့မှာစိုးရသေးတယ်။နောက်ကတစ်ဖက်ဖုံးကတစ်ဖက်ကိုယ်ကကာပြီးတော့ဝေးရိုက်လိုက်ရမင်းသမီးကနော်စိတ်တော့ကြည်တယ်။လုံးဝနောက်ကိုတစ်ချက်တောင်ပြန်မကြည့်ဘူးတဲ့။ဖယားကိုတစ်ခါမှမရောက်ဘူးတော့ကြာဟိုကြောက်ကြဟိုအနောက်တရောကိုမသေးစရာလိုက်ဖို့သွားမယ်ဘယ်ကနေဘလို့ခွာကြော်ပြီးသွားမှန်းသိမြက်ခင်းနေရနေကြော်ပြီးလျှောက်တော့သွားပြီဟိုကြာဖရားတယ်ဖရားရဲ့ဟိုအနောက်ဖက်ရထားလန်တန်နဲ့ရှိတဲ့ဘက်တစ်ချက်ဖတ်ပါနေတယ်ပေါ့ဒီနေရာအခုမှရောက်ဖို့ရကြနေပါမယ်နောက်ထပ်တနေရာတွေ့ပြီဒီတနေရာမှာသူဖျားရှိခိုးမှာဖျားရှိခိုး
ဒီလိုဖះကိုခေါ်ရင်တော့မလိုက်ဘူးသွားနိုင်ဦးပြောတာစိတ်ဆိုးတော့ကြတန်တမမဘေးတွဲတော့ငှမစီဒီတိုင်းရှောက်တာနောက်ကမကြာခဏစိတ်ဆိုးအောင်လောအောင်မှစလိုက်မစလိုက်လိုက်ဘာပစံနေ900လောက်